အားလုံးပဲမင်္ဂလာပါရှင်အခုမျှဝေပေးမယ့်အကြောင်းအရာလေးကပေါ့နော်ထိမ်းမြလက်ထက်ရန်ဂတိပြတ်တဲ့အတွက်ရောကြီးရလိုမှုကိုတောင်းဆိုနိုင်တဲ့အကြောင်းလေးကိုမျှဝေပေးချင်တာဖြစ်ပါတယ်ရှင်မျှဝေပေးမယ့်စီရင်ထုံးလေးကတော့2010ခုနှစ်မှာထွက်ရှိခဲ့တဲ့စီရင်ထုံးဖြစ်ပါတယ်ရှင်အဲ့ဒီစီရင်ထုံးမှာဆိုလို့ရှိရင်အရွယ်မရောက်သေးတဲ့မိန်းကလေးကိုအရွယ်ရောက်ပြီးသားယောက်ျားလေးဖြစ်သူကခိုးသွားခဲ့တယ်ခိုးယူခဲ့တဲ့အချိန်မှာမိန်းကလေးကမိဘတွေစီကိုဒီခိုးယူသွားတဲ့ကောင်လေးရဲ့သူ့ရဲ့မိဘအစုံအလင်နဲ့ပေါ့နော်ပြန်လဲပြီးတော့အနှံခဲ့တယ်အနှံပြီးတော့ဒီမိန်းကလေးဖြစ်တဲ့သူကိုမိဘတွေရောဒီကောင်လေးရောကဘယ်နည်းဘယ်ရက်မှာသူတို့ထိမ်းမြလက်ထပ်ပြီးမယ်မင်္ဂလာဆောင်ပြုလုပ်ပြီးမယ်ဆိုပြီးတော့ဂတိပြုခဲ့တယ်အဲ့လိုမျိုးဂတိပြုခဲ့ပြီးတော့ဒီကောင်မလေးကစောင့်နေတယ်ပေါ့နော်သူဒီထိမ်းမြဖို့အတွက်သူလက်ထပ်ဖို့အတွက်စောင့်နေတဲ့အချိန်မှာသူတို့တတ်မှတ်ထားတဲ့ရက်မှာကောင်လေးဖြစ်တဲ့သူကကောင်လေးရဲ့မိဘတွေဆွေမျိုးတွေရောပါနော်ဒီထိမ်းမြဖို့အတွက်မင်္ဂလာမဆောင်ခဲ့ဘူးဒီလိုမျိုးမဆောင်ခဲ့တာဖြစ်တဲ့အတွက်ဒီကောင်မလေးရဲ့မိဘတွေကရက်စခန်းကိုလည်းတိုင်တယ်ဒီလိုမျိုးရက်စခန်းမှာတိုင်ခဲ့ပြီးတဲ့အချိန်မှာနောက်ပြီးတော့ဒီတရားရုံးကနေပြီးတော့သူကတရားမကြောင်းအရာအဲ့ဒီထိမ်းမြလက်ထက်ရန်ပြက်ကွက်မှုအတွက်ရောကြီးရလိုမှုဆိုပြီးတော့တောင်းဆိုတယ်ရောကြီးရလိုရန်တောင်းဆိုတဲ့ဥစ္စာကတော့ဒီသိန်း100တောင်းတယ်သိန်း100တောင်းတဲ့အပေါ်မှာဒီကောင်မလေးဖြစ်တဲ့သူကအနိုင်ရရှိသွားတဲ့စီရင်ထုံးလေးဖြစ်တယ်ဒါကြောင့်မို့လို့မိန်းကလေးတွေအနေနဲ့တရားဝင်သူတို့မင်္ဂလာဆောင်ပေးမယ်မင်္ဂလာဆောင်ပြုလုပ်ပေးမယ်အကယ်၍ပြုလုပ်မပေးခဲ့ဘူးဆိုလို့ရှိရင်လည်းရာဇဝတ်ကြောင့်အရာဆွဲဆိုနိုင်ပြီးတော့တရားဆွဲဆိုလို့ရတယ်တရားမကြောင့်တရားဆွဲဆိုတဲ့အခါမှာဒီဂတိကဝတ်ပြုခဲ့တာကဒီစားတဲ့အမှတ်အသားနဲ့ဂတိပြုခဲ့တာမျိုးမဟုတ်ဘဲနဲ့နှုတ်ဂတိပြုယုံနဲ့တင်ဂတိပြည့်ရောကြီးကိုတောင်းဆိုနိုင်တယ်ဆိုတဲ့အကြောင်းကိုမျှဝေပေးချင်တာဖြစ်ပါတယ်ရှင်ဒါအပြင်ကောင်လေးတွေကနေပြီးတော့ကောင်မလေးတွေကိုလက်ထပ်ဖို့အတွက်ပေါ့နော်လာပြီးတော့စစ်ကြောင်းလန်းနေဒီလိုမျိုးကြောင်းလန်းတဲ့အခါမှာဒီကောင်မလေးကိုဘလောက်နဲ့ဆိုပြီးတော့တင်းတောင်းထားတဲ့ငွေကြီးတွေရှိတယ်အဲ့လိုမျိုးတင်းတောင်းထားတဲ့ငွေကြီးတွေကိုကောင်မလေးဖြစ်တဲ့သူကနေပြီးတော့ဒီလက်ထပ်ပွဲကိုစစ်ကြောင်းလန်းပြီးမှလက်ထပ်ပွဲကိုဖျက်သိမ်းခဲ့မယ်ဆိုလို့ရှိရင်ကောင်လေးဖြစ်တဲ့သူကလည်းဒီစစ်ကြောင်းလန်းတဲ့အချိန်မှာတင်းတောင်းခဲ့တဲ့ပစ္စည်းတွေကိုပြန်လဲပြီးတော့တရားစွဲဆိုတောင်းဆိုလို့ရနိုင်တယ်ဆိုတဲ့အကြောင်းကိုမျှဝေပေးချင်တာဖြစ်ပါတယ်ရှင်